ကုန်းမောင်ခေမင်းတုံမနီယာကြီးလက်ထက်မှာအင်မတန်ထင်ရှားကျော်ကြားခဲ့တဲ့ဗမော်ဆရာတော်ဟာဗမော်မျိုးစားဥပုဒ်တရားလူတန်းတဲ့ဗမော်ကျောင်းတိုင်းမှာကျောင်းတိုင်းဆရာတော်အဖြစ်တရင်သုံးခဲ့တဲ့အတွက်ဗမော်ဆရာတော်လို့အမည်တွင်ခဲ့တာဖြစ်ပြီးမင်းတုံမင်းကြီးဟာဗမော်ဆရာတော်ကိုကြီးညိုလာတဲ့အတွက်ရွှေနန်းတော်စီပင့်ဖိတ်ပြီးဆွမ်းကပ်လေးရှိပါတယ်။ဒီနေ့ဆွမ်းကပ်ပြီးတဲ့နောက်မင်းကြီးဟာဆရာတော်ကိုလျှောက်ထားပါတယ်။ဆရာတော်ဖျားတပည့်တော်ဟာရှင်မင်းဖြစ်တာမို့ဒီနန်းစည်းစိမ်ကိုခံစားနေရပေမဲ့စိတ်ထဲမှာကျဉ်းနှံ့တရားမှုမရှိပါဘူးဖေဟာ။ဒါပြင်တပည့်တော်ဟာဇရာပိုင်းလေးရောက်လာပြီဖြစ်လို့လောကီနယ်ပယ်တွေကထွက်ပြီးလောကုတ္တရာဘက်ကိုကူးနိုင်ဖို့တရားဓုလေးဟောကြားတော်မူပါအိမ်ကောင်းပြီလေဒါဆိုလဲတကားတော်မင်းကြီးနဲ့လိုက်ဖက်မဲ့ပုံမြင်လေးတစ်ပုဒ်ဟောပြောပေးပါမယ်ပုံမြင်လေးရဲ့နာမည်ကတော့တန်မိုးရှိတဲ့စကားသုံးခုနဲ့တကားတော်မင်းကြီးရဲ့ဒီလိုမင်းကြတော်မူပါဖေဟာရှိရခါကရွာတရွာမှာသူဆင်းရဲ့လင်မယားနှစ်ယောက်ရှိတယ်သူတို့မှလူမမဲအရွယ်သားတစ်ယောက်လည်းရှိတယ်အင်နာဦးသီးယောက်ျားဟာစာပေပညာလည်းမတတ်အသက်မွေးဝမ်းကြောင်းပညာလည်းမတတ်တော့တော်လေးကိုသွားပြီးထင်းခွေရတယ်သူများအိမ်မှာဝိုင်းလို့အဲ့ဒီလိုနီးနဲ့ပဲရှာဖွေစားတတ်ရတဲ့အတွက်သူတို့မိသားစုဟာဆင်းရဲကြက်တဲ့လာတယ်ဒီမှာကုသားကောင်ဒီလိုနီးနဲ့ရှာဖွေနေရင်တော့ကျုပ်တို့လူမွေးတောင်ကြောင်မှာမဟုတ်ဘူးစီးပွားဖြစ်မဲ့အလုပ်တစ်ခုကိုရှင်ရှာဖွေလုပ်တော့မှဖြစ်မယ်ရှင်ဟာငါကထင်းခုတ်ရာလောက်တာကလွဲလို့ဘာမှလုပ်တတ်တာမဟုတ်ဘူးရှင်ဒီလိုဘာမှမလုပ်တတ်လို့ကျုပ်တို့ဆင်းရဲနေတာဗောကုသားကောင်ရဲ့မကြခင်သားလေးကပညာသင်ရမယ်အရွယ်ရောက်လာတော့မှရှင်သိရလားအေးဟုတ်ပါတယ်ကွာဒီတော့တနေ့တကြီးသွားပြီးစီးပွားဖြစ်မဲ့အလုပ်တစ်ခုခုကိုလုပ်ပါတော့လားရှင်ရော့ဒီမှာကျုပ်ချစ်ချုပ်ပြီးစုထားတဲ့ငွေ300အဲ့ဒီငွေကိုရင်းပြီးကြီးပွားမဲ့အလုပ်ရှားကြံလို့ရှင်အေးကောင်းပါပြီကွာကောင်းပါပြီဒီလိုနဲ့မောင်သားကောင်လဲအဲ့ဒီငွေ300ကိုယူပြီးရွာကနေထွက်လာခဲ့ပါတယ်အင်းမိမတိုက်တွန်းလို့သာထွက်လာရတယ်ဘယ်သွားလို့ဘယ်လာရမှန်းတော့မသိဘူးဒီငွေ300ပြက်ပြက်တော့လို့မဖြစ်ဘူးငွေ300ကုန်ဘာမှလည်းစီးပွားဖြစ်မလာရင်မိမကလည်းငါ့ကိုလက်ခံမှာမဟုတ်ဘူးမောင်သားကောင်ဟာတရွာကနေတရွာတစ်မြို့ကနေတစ်မြို့ကိုတန်းရင်တဝမ်းတစ်ခါအတွက်ကြာရအလုပ်လုပ်ပြီးစီးပွားရှာပြီးမဲ့ရက်လာနှစ်တွေသာကြားသွားတယ်ဘာမှဖြစ်မလာဘူးသူ့ငွေ300ကိုတော့အထိမခံပဲရရဆဆနဲ့နေလာရကတနေ့မှတော့အကြံရလာတယ်အင်းဒီလိုလောက်အားနဲ့ရင်းပြီးရှားနေလိုက်တော့သူများခိုင်းပဲဖြစ်နေမှာပဲပညာနဲ့ရင်းပြီးရှာဖွေမှသာကြီးပွားနိုင်မယ်ဒီတော့ငါပညာတတ်မှဖြစ်မယ်ပညာကိုအရင်ရှာရမယ်ပညာရဖို့ဆိုရင်ဒိတာပါမောက္ခဆရာကြီးစီသွားမှဖြစ်မယ်ဟုတ်တယ်ဒီလိုနဲ့မောင်သားကောင်ဟာဒိတာပါမောက္ခဆရာကြီးရှိရာတက္ကသိုလ်ပြည်ကိုသွားပါတော့တယ်ဆရာကြီးခင်ဗျာကျွန်တော်မောင်သားကောင်ဟာဘာပညာမှမတတ်လို့အသက်မွေးဝမ်းကြောင်းရတာပင်မအစင်းရင်လွန်လာပါတယ်ဒါကြောင့်ကျွန်တော်ကိုပညာရတစ်ခုခုသင်ကြားပေးပါခင်ဗျာဆရာကြီးလည်းမောင်သားကောင်ရဲ့ရုပ်ရည်လက္ခဏာကိုအကဲခတ်လိုက်ပါတယ်လူကတော့လူယူလူပြောင်းမယ်ပညာသင်ကြားရမယ်ပထမအရွယ်လွန်လာပြီးဒုတိယအရွယ်ကျမှပညာသင်ကျင်တော့အခက်သားပဲပညာမတတ်တော့လဲဆင်းရဲမှာပေါ့လေဘာပဲဖြစ်ဖြစ်ပညာလူချင်းတို့ရောက်လာမှတော့ဥပိ္ပခမပြုသင့်ပါဘူးပညာသင်ပေးရင်လဲလူငယ်တွေလူအခြေခံကစပြီးသင်ပေးလို့မဖြစ်ပေဘူးအချိန်တူတူနဲ့အမြန်ဆုံးပညာရမယ်ဒီကိုသုံးပါပဲကဲမောင်သားကောင်မင်းကငါပညာသင်ပေးမယ်ငွေပဲလောက်ပါသလဲကွကျွန်တော်တို့မိသားစုချစ်ချုပ်စုထားတဲ့ငွေ300တော့ပါပါတယ်ခင်ဗျကောင်းပြီအဲ့ဒါဆိုအဲ့ဒီငွေ300နဲ့ညီမျှတဲ့ပညာကိုသင်ပေးရတာပေါ့ကွယ်ဒီတော့မင်းကိုစကား3ခုပေးမယ်တစ်ခွန်းကို100ပေးရမယ်စကားတစ်ခုကို100ပေးရမယ်ဆိုလို့မောင်သားကောင်ဟာတွန့်ရသွားပါတယ်ယာဦးဘာပဲဖြစ်ဖြစ်ပညာရဖို့ကအရေးကြီးတယ်ဟုတ်ကဲ့ဆရာကြီးကျွန်တော်သင်ယူလိုပါတယ်သင်ပေးပါခင်ဗျကဲဒါဆိုပထမစကားကိုသင်ပေးမယ်သေချာမှတ်ထားပြီးတော့အဲ့ဒီစကားကကလတိကလမောမေးရတဲ့ကဲပြီးတော့ငွေ100မောင်သားကောင်လည်းသေချာမှတ်ပြီးငွေ100ပူဇော်လိုက်ပါတယ်ဒုတိယမြောက်စကားကရေချိုးစိတ်မှာရေမချိုးရတဲ့ကဲပြီးတော့ငွေ100မောင်သားကောင်လည်းတေချာမှတ်သားပြီးငွေ100ထပ်ပူဇော်လိုက်ပါတယ်ကဲနောက်ဆုံးတတိယမြောက်စကားကိုသင်ကြားပေးမယ်အဲ့ဒီစကားကတော့မစူးစမ်းမစင်ကျင်ပဲမပြုတ်ရတဲ့ကဲပြီးတော့ငွေ100မောင်သားကောင်လည်းတေတေချာချာမှတ်သားပြီးနောက်ဆုံးငွေ100ကိုပူဇော်လိုက်ပါတယ်ကဲမောင်သားကောင်ဆရာကြီးသင်ပေးလိုက်တဲ့တန်မိုးရှိတဲ့စကားသုံးခုအတိုင်းကျင့်ကြံနေထိုင်ပြီးတော့ကွယ်အဲ့ဒီနောက်မှာတော့မောင်သားကောင်ဟာဒိတာပါမောက္ခဆရာကြီးကိုနှုတ်ဆက်ကြတော့ကတက္ကသိုလ်ပြည်ကနေပြန်လာခဲ့ပါတော့တယ်။မောင်သားကောင်ဟာမြို့ရွာတွေကိုဖျက်ပြီးရှင်းလင်းခရီးနှင်ခဲ့ရာညမို့ချုပ်တဲ့ကရွာတရာအနီးကဇရက်တစ်ဆောင်တီရောက်သွားပါတယ်။တနေကုန်ပင်ပန်းလာတာဒီတရက်ပေါ်မှာအားရပါရအိတ်ဆက်အနားယူလိမ့်မှပဲ။သူဟာကျမ်းမြေပေါ်ကဖုံတွေကိုဝိဇ္ဇာတစ်ခုနဲ့ခါလိုက်ပြီးခြေပြစ်လက်ပြစ်လက်အိတ်ချလိုက်ပါတော့တယ်။မောင်သားကောင်ဟာစိတ်လို့ကိုလို့အားရပါရအိတ်ဆက်မယ်လို့ကြံရလိုက်စင်ပါပဲ။ဒိတာပါမောက္ခဆရာကြီးတင်ကြပေးလိုက်တဲ့စကားတစ်ခုကိုသတိရမိပါတယ်။ကလတိကလမောမအိယာကလတိကလမောမအိယာဆရာကြီးရဲ့စကားအရငါနှစ်ချက်ချက်အိတ်လို့မဖြစ်ဘူး
လုံးလုံးကြကြအိတ်လိမ့်မှာပဲမောင်သားကောင်ဟာတတိထပြီးမိယုံကလေးမိလိုက်ရာညင်းတကောင်အကျော်လောက်မှာဘီလူးမှတယောက်ဟာဇရဲပေါ်တက်လာပါတယ်ဟင်းဟင်းဟင်းဒီတရက်မှာဒီညလူသားတယောက်လာအိတ်ဆက်နေပါလားဒီတရက်မှာလာအိတ်သူမှန်သမျှငါစားနေကြပဲကူးလေစားရအောင်ပဲဟင်း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 ဘီလူးမှဟာမောင်သားကောင်ရဲ့ကိုယ်ပေါ်သို့ခွန်အောင်လိုက်ပါတယ်တတိထနေတဲ့မောင်သားကောင်ဟာတတိထလှိမ့်ဆောင်လိုက်ပြီးဘာရမလဲဘီလူးမှရဲ့ကြောပြင်ကိုတထောင်နဲ့အဆက်မပြတ်ထောင်းတော့ပါတယ်ကဲဟာအောင်မလေးတော့ကဲဟာအမလေးမလုပ်ပါနဲ့တော့နားလာပါပြီအသက်ကိုချမ်းသာပေးပါဘာအသက်ကိုချမ်းသာပေးရမှာလဲသူများအသက်ကိုတက်စားဖို့ကြမ်းပြီးနင့်ကိုအသေးသက်ရမယ်ဘီလူးမှဆုပ်ရဲ့ကဲတီးပြီးတော့ကဲဟာအောင်မလေးကျုပ်ကိုမတက်ပါနဲ့အသက်ချမ်းသာပေးပါရွှေချင်းသုံးမိတာပေးပါမယ်ဘာရွှေချင်းသုံးမိတာပေးမယ်ဟုတ်လားဟုတ်ပါတယ်ရှင်အသက်ကိုချမ်းသာပေးပါပေးအခုပေးပါမယ်ရော့ဒီသက်ပေါ်မောက်ခဆရာကြီးတင်ကြပေးလိုက်တဲ့ပထမဆုံးစကားတစ်ခုကြောင့်ဘေးလူကစားခံရမယ်ဘေးကလွတ်ပြီးရွှေသုံးမိတာလည်းရလိုက်ပြီကျေးဇူးတင်ပါတယ်ဆရာကြီးရဲ့ဒီလိုနဲ့တညတာလုံရောက်လာခဲ့ပြီးနောက်တနေ့မိုးလင်းတဲ့အခါရွှေသုံးမိတာကိုတေချာထုတ်ဖို့လေခရီးဆက်ခဲ့ရာမြစ်ကန်သားကရေချိုးသေးတစ်ခုစီတို့ရောက်သွားပါတော့တယ်ဟာကြည်စံရေချိုးသေးမှလူတွေစီကားနေလိုက်တာပျော်ပျော်ပါပါရေချိုးနေကြသူတွေကိုကြည့်ရင်သူဟာရေချိုးကျင်သိဖြစ်ပေါ်လာပါတယ်ပင်မနွမ်းနေလိုက်တာငါလည်းရေစင့်ချိုးမှအဲ့ဒီအချိန်မှာပဲမောင်သားကောင်ဟာဒီတာပေါမောကဆရာကြီးတင်ကြပေးသွားတယ်ဒုတိယစကားတစ်ခုကိုတတိယသွားပါတယ်ရေချိုးစိတ်မှရေမချိုးရဆရာကြီးကသူ့တကားအတိုင်းလိုက်နာကျင့်ကြံဖို့မှားလိုက်တာပဲငါဒီရေချိုးစိတ်မှရေစင့်ချိုးလို့မဖြစ်ပါဘူးလေမောင်သားကောင်ဟာရေချိုးစိတ်ကိုဖယ်ခွာလာခဲ့ပြီးရေချိုးစိတ်နဲ့ဝေးရမြစ်ကမ်းမှာပဲရေစင့်ရေချိုးနေလိုက်ပါတယ်ရေချိုးပြီးတဲ့နောက်မောင်သားကောင်ဟာအိမ်ပြန်ကျင်တဲ့ဇောနဲ့အဝတ်အစားတွေဝတ်ပြီးမြစ်ကမ်းတစ်ပြေးကနေဖယ်ခွာလာရာခရီးတော်ရောက်မှဖြတ်ခနဲ့တတိရောက်သွားပါတယ်ဟာငါရွှေတို့နေကြံခဲ့ပါလားမဖြစ်ဘူးမြစ်ကမ်းစီမြန်ပြန်သွားမှာမောင်သားကောင်ဟာစိုးရင်ကြီးစွာနဲ့မြစ်ကမ်းစီအပြေးလာပြန်လာခဲ့ရာဟောဟူကြောက်တုံးပေါ်မှာငါတင်ခဲ့တယ်ရွှေတို့တော်ပါသေးရဲ့တခြားသူတွေမြင်မသွားလို့ရေချိုးစိတ်လူရှုပ်တဲ့နေရာမှာဆိုငါရွှေတို့ပြန်ရမှာမဟုတ်ဘူးဒီတန်ပေါမောကဆရာကြီးရဲ့ဒုတိယစကားတော့ကတော်တော်တန်ဖို့ရှိတာပါလားဆရာကြီးရဲ့ကျေးဇူးကြီးလာပါပြီလေဗျာအဲ့ဒီနောက်ရက်အတန်ကြာခရီးဆက်ခဲ့ရာသူ့ရွာစီရောက်တော့ညမိုးချုပ်နေလေပြီသူဟာလူသူရှင်းတဲ့ရွာလေလန့်အတိုင်းရှောက်လာခဲ့ပြီးသူ့ခြံလေးတဲ့သူဝင်လာကတဲ့အိမ်လေးပေါ်တက်လိုက်တယ်ဆိုရင်ပဲအလူဒါကဘလို့ဖြစ်ရတာတော့ထုတ်တန်းမှာတွဲလွဲဆွဲထားတဲ့မှန်အိမ်အလင်းပြပြမှတွေးလိုက်ရတော့သူ့မိမဘေးမှာရှင်တွဲအိမ်နေတဲ့လူတယောက်ကြည်စံငါမရှိတော့ငါမိမဘဲကားကောင်နဲ့ဖောက်ပြန်နေပါလေရှာကူလီကောင်တွေ့ရသေးတာပေါ့ကွာဟဲ့မောင်သားကောင်ဟာစိတ်ထဲကကျုံးသွားရင်တဲ့အောင်ပြန်ဆင်းလာကခြံထဲမှာတွေ့ရတဲ့ဝစစ်ပိုင်းကိုယူပြီးတဲလေးပေါ်ပြန်တက်လာစဉ်တိတာပမောက္ခဆရာကြီးရဲ့တင်းပေးလိုက်တဲ့တတိယစကားတစ်ခုကိုသတိရသွားပါတယ်မစူးစမ်းမစင်ရင်ပဲမပြုတ်ရမစူးစမ်းမစင်ရင်ပဲမပြုတ်ရငါမစူးစမ်းမစင်ရင်ပဲစိတ်ထင်ရလို့မဖြစ်ပြီဘူးဟဲ့မိမထစမ်းဦးကိုသားကောင်မလားရှင်ပြန်လာသေးတယ်နော်အေးငါပြန်လာပြီဒီကောင်ကဘာတူလဲဦးအဲ့ဒါရှင်းသားလေးလေဟင်ဒါငါသားလေးဟုတ်လားဟုတ်တယ်လေရှင်ထွက်သွားတာ10နှစ်10မှုရှိနေပြီရှင်းသားတောင်လူပြိုဖြစ်နေပြီရှင်ဟာဟုတ်တာဗောငါသားတောင်အရွယ်ရောက်နေပြီပဲမောင်သားကောင်ဟာအိယာကနှုတ်လာတဲ့သားကိုအာရပါရပွေဖက်လိုက်ပါတယ်သားရဲ့အဖေအထင်မှားမိပြီးတက်မိတော့မလို့တော်ပါသေးရဲ့ဆရာကြီးအသိပေးလိုက်တဲ့တတိယမြောက်စကားမစူးစမ်းမစင်ရင်ပဲမပြုတ်ရဆိုတာကိုသတိရလိုက်လို့ငါသားလေးကိုငါမတက်မိတာဒီတော့ဘာမှကဆရာကြီးရဲ့ကျေးဇူးကြောင့်ပဲကျေးဇူးကြီးလာပါတယ်ဆရာကြီးရဲ့အဲ့ဒီနောက်မှာတော့မောင်သားကောင်တို့မိသားစုမှာပျော်ရွှင်ချမ်းမြေ့တာနဲ့အသက်ထက်ဆုံးနေထိုင်သွားကြပါတော့တယ်ဆရာကြီးရဲ့တမိုးရှိလာတဲ့စကားသုံးခုကြောင့်ငါတို့မိသားစုအခုလိုဘဝပြောင်းပြီးချမ်းချမ်းသာသာနေနေတာပဲတမိုးရှိလာတဲ့စကားသုံးခုတမိုးရှိလာတဲ့စကားသုံးခုတကားတော်မင်းကြီးရေပုံမြင်ကလေးကတော့အဲ့ဒါပါပဲအဲ့ဒီပုံမြင်လေးတွေကဥပမာလိုပဲလောကီကိစ္စကိုစွန့်ပြီးလောကုတ္တရာနယ်ကိုကူးကျင်တဲ့တကားတော်မင်းကြီးအတွက်စကားသုံးခုကိုဟောကြားပေးပါမယ်အဲ့ဒီစကားသုံးခုကအနိစ္စဒုက္ခအနတ္တပါပဲကွယ်အဲ့ဒီလက္ခဏာကြီး၃ပါးကိုတတိယပွားများနေရင်လောကုတ္တရာနယ်ပယ်ကိုရောက်လာမှာပါတင်မဗျာတပည့်တော်ပွားများပါမယ်ဗျာမင်းတို့မင်းကြီးလည်းအတိတရားရကဝမ်းမြောက်ရွှင်လန်းသွားကြလေတော့တည်း